အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Louis ပါမနေ့ကအဆရပါမရဲ့ Summerrun version 2 event လေးကိုထားခဲ့ပါတယ်ပွဲမှာဘာထူးခြားမလဲဆိုတာကျွန်တော်နဲ့အတူလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာကျွန်တော်ရောက်သွားတာ10နာရီလောက်ဆိုပေမဲ့လူတွေကတော်တော်များနေပါပြီအဆရပါမကတော့အဆရပါမပါပဲ event အပြင်စင်ကတော်တော်လေးကိုလမ်းပါတယ်Salmon ဆိုတဲ့ item မျိုးစုံကို freezer ထဲထည့်ပြီး display ပြတာတော်တော် creative ဖြစ်ပါတယ် staff တွေဆိုလည်းပွဲနဲ့ live အောင်တေချာလေးပြင်ဆင်ထားတွေ့ရပါတယ်ဒီဘက်နားလေးမှာဆိုရင် version 2ရဲ့ item တွေကိုတစ်မျိုးပြီးတစ်မျိုးချိတ်ဆွဲပြပြီးတော့ design ရဲ့ detail တွေကိုတေချာလေးရှင်းပြပေးနေပါတယ်နောက်တစ်ဖက်ချမ်းမှာဆိုရင်လည်း version 1ရဲ့ item နဲ့တခြား all item တွေပိုင်း install ဝယ်လို့ရအောင်ထားပေးထားပါတယ် game counter မှာလည်း game တွေဝင်ဆွပြီးကူမွန်တွေရယူနိုင်ပါသေးတယ်ပြီးရင်တော့ကျွန်တော်လည်းအထည်တွေလိုက်ကြည့်ပြီး try ခဲ့ပါသေးတယ်ဒါကတော့ salmon စားကြလို့ချောင်းနေတာပါ event က9ရက်နေ့ထိရှိအောင်မှာမို့ new item လေး try ရင်လာခဲ့ကြဖို့ပြောချင်ပါတယ် Sony ကြည့်ပြီးကြလို့ကျေးဇူးအများကြီးတင်ပါတယ်နောက် blog တွေမှာပြန်တွေ့မယ်နော် bye bye